င်္ဂလာပါစုဖြူဖူတိုကနေကြိုးစားပါရယ်ဒီနေ့မှာတော့ရန်ကင်းမင်းရဲ့ကြော်စွာလမ်းမှာရှိတဲ့ခြုံချင်းမာလာခောက်ဆွဲဆိုင်ကိုသွားဆက်မှာဖြစ်ပါတယ်အားလုံးပဲကြည့်ရှုပေးကြပါဦးဒီဆိုင်လေးကိုစုဖြူမန္တလေးမှာဖွင့်ကြတဲ့စားကျင်နေရပါတော့အခုရန်ကုန်မှာလာဖွင့်တော့လဲစုဖြူသွားစားခဲ့ပါရဲ့အိုင်လေးကအပြင်မှာလည်းအေးဆေးထိုင်လို့ရလို့အထဲမှာလည်းအဲကွန်လေးနဲ့ထိုင်လို့ရပါတယ်စုဖြူကတော့အထဲမှာပဲထိုင်ခဲ့ပါရဲ့ဒါလေးကတော့သူ့ဆိုင်မှာရတဲ့မနူးလေးတွေပါသားမလားတပွဲပြီးတော့ဒီမုတ်ကြော်အထက်ကဘာပါလဲဝတ်သားရဲ့ကျက်တော်မဲရဲ့အဲ့လိုအဲ့ဆိုအဲ့မုတ်ကြော်လေးတပွဲဟုတ်ကဲဒါလေးတွေကတော့စုဖြူမှာထားတဲ့ခောက်ဆွဲတွေပါဆိုင်ကမာလာခောက်ဆွဲဆိုင်ဆိုတဲ့အတိုင်းမာလာအနံ့နေရလဲမှုေးကြိုင်းနေရပဲဒီဇိုင်းလုံးဒီဆိုင်မှာအမဲသားနဲ့ဝတ်သားကိုအဓိကသုံးတဲ့အတွက်အမဲသားနဲ့ဝတ်သားမစားတဲ့လူတွေအတွက်ဆိုရင်တော့လုံးဝအဆင်မပြေနိုင်ပါဘူးကဲဒါလေးကတော့စားပါတော့မယ်ဒါပါလဲဆိုတော့မီးတောက်ခောက်ဆွဲပါအိုးကဲဒီမှာဒါကသူတို့ကိုယ်တိုင်လုပ်ထားတဲ့လက်လုပ်ခောက်ဆွဲပါဒါဝတ်သားနဲ့ပေါ့နော်ဒီမီးတောက်ခောက်ဆွဲရပြီးတော့သူကမုံရင်းပါတာဒါပေမဲ့မုံရင်းကအချင်ပေါ့အညံမုံရင်းနဲ့ပါပြီးတော့စားလိုက်ပါဦးမယ်ကဲဒါလေးကတော့ပေါက်စီပါဦးမှာအောက်စီပေါင်းလေးပါလားအောက်စီပေါင်းလေးကိုစားပါမယ်အောက်စီပေါင်းလေးကိုစားပါမယ်သူကရှောက်လုံးပေါင်းလို့အရေးလေးကိုဖောက်စားမှာ哦စားတော့တစ်ခါပဲစမ်းနေလိုက်အဲ့လိုကောင်းကဲဒါလေးကတော့မုတ်ကြော်ပါအထဲမှာသူကဝတ်သားရယ်ပြီးတော့ကြတော့ကျက်တော်မရပါလာတယ်စားကြည့်လိုက်ပါအောင်မယ်စားကြပါဦး哇，ကောင်းနေလို့ပါအဲ့လိုကြောခောက်ဆွဲကြိုက်တဲ့သူတွေဆိုရင်တော့ဒီဆိုင်လေးကိုစားကြည့်တဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်ဒီဆိုင်လေးကလာရှိုးကနေလာပြီးတော့မန္တလေးရောရန်ကုန်ရောမှာဆိုင်ခွဲတွေဖွင့်ထားပါတယ်ရန်ကင်းဘက်ရောက်ရင်ဒီဆိုင်လေးကိုဝင်စားခဲ့ကြည့်ကြပါဆိုင်ရှင်အကိုကလည်းအရန်သဘောကောင်းပါတယ်ကဲဆက်စားလိုက်ပါဦးမယ်ကြည့်ရှုပေးတဲ့တယောက်စီတိုင်းကျေးဇူးအများကြီးတင်ပါတယ်တတာ